ဆောင်ဆွဲမှာခွဲရင်ငွေလာမင်းလေးထွန်းလင်းလာမဲလေးမာယာရှင်လေးမုံသွားပါစေကျင်နာသူလေးတယောက်လာမဲလေးလူနေနိုင်ရင်လူပြမရှုံးမှုတွေ့ထားသူပါလေလူကျင်နာလေးလန်းလို့မလွယ်ရင်လွယ်တာကိုပဲရအောင်ယူမယ်